အားလုံးပဲမင်္ဂလာပါဗျ Joe's Diaries ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ cycle လေးကိုရေးလာစေရင်းနဲ့ဒီထိုင်းနိုင်ငံမှာရှိတဲ့အကျွေစီလေးတွေအသုံးပြုပြီးတော့ကိုယ့်အကိုရေးစေရတဲ့ DIY car wash လေးတွေဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်က knowledge sharing လုပ်ပေးမှာဖြစ်ပါတယ်ဗျဆိုတော့ဘယ်လိုအသုံးပြုရမလဲဆိုတာကိုသိရှိအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးဗျဒီမှာကျွန်တော်တို့အကျွေစီတစ်ပတ်စီသုံးလို့ရတယ်၅ပတ်စီသုံးလို့ရတယ်10ပတ်စီသုံးလို့ရတယ်ကျွန်တော်တို့အကျွေ20တန်လေးသုံးလို့ရတယ်အကျွေ90တန်လေးသုံးလို့ရတယ်100တန်လေးသုံးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အကျွေစီဆိုလို့ရှိရင်ဒီရထည့်ရပါတယ်ဗျပတ်စံ cash ပေါ့နော် cash ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေထည့်ရပါတယ်ဗျဒီမှာကျွန်တော်တို့ပတ်စံထည့်လိုက်ပြီးတော့ထည့်လိုက်တဲ့အမောင်ဒီမှာသူတို့ပြပေးမှာဖြစ်ပါတယ်ဗျဒီမှာကျွန်တော်ခလုတ်လေးရှိရပါတော့ဒီအရောင်လေးနဲ့ဒီမှာဆိုအနီရှိမယ်အစိမ်းရယ်ပြားရယ်အဝါရယ်ပေါ့နော်အနီကဒီမှာရေးတာဟာ sheet nut ဆိုတာကျွန်တော်ရေဖြန်းတဲ့ဟာပေါ့နော်ဒီကောင်ကကြတော့ sheet foam ကကြတော့ကျွန်တော်ဆက်ပြမြုပ်ဖြန်းတဲ့ခလုတ်ပေါ့နော်ဒီကောင်ကကြတော့ကျွန်တော်တို့တမ်မလုံးပေါ့တမ်မလုံးကကြတော့ကျွန်တော်လေးမှုတ်တဲ့ဟာဗျဒီမှာရေးတာကြတော့ဒီအဝါလေးက nap lambo ဒါကကြတော့လက်သေးရေပေါ့နော်ဒီကောင်ကကြတော့ look one ဒါကကြတော့ဒါပုံစုပ်တဲ့ဟာပေါ့ဒါပေမဲ့ဒီမှာကတော့ပုံစုပ်တဲ့စက်ကမရှိတော့သူကဒီမှာတော့ခလုံးမထည့်ပေးတာပေါ့နော်ခေါင်းကြောင့်ရန်တမ်းဆိုတာကြောင့်ကျွန်တော်တို့တာယာတွေကိုပြန်ပြီးမဲအောင်လုပ်ပေးတယ်ဆေးရည်ပေါ့နော်ဒါပေမဲ့ဒီကောင်လည်းဒီမှာမရှိဘူးဆိုတော့ဒီကောင်လည်းခလုံးမရှိဘူးဗျဒီမှာဆိုကြည့်ရဆိုလို့ရှိရင်ဒါကျွန်တော်လက်ဆေးရည်ပုံပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတမ်လုံးခေါင်းကြောင့်လေးမှုတ်တဲ့ဟာကျွန်တော်ရေပါဆေးပြီးသွားလို့ရှိရင်ရေချောင်းလေးမှုတ်တဲ့ဟာပေါ့ဒီကောင်ကြောင့်ကျွန်တော်sheet foamကကြောင့်ကျွန်တော်တို့ကဒါစက်ပြမျိုးပြန်နေဟာဗျဒါတော့ sheet nut မှာကျွန်တော်ရေဖြန်းနေတာပေါ့နော်ကဲဆိုတော့စလိုက်ကြအရင်ဆုံးကျွန်တော်ပတ်စံ20ပတ်ပေါ့နော်အကျွေလေးအရင်ထည့်လိုက်ပါဗျကျွန်တော် cycle ကပုံမှန်ဆေးလို့ရှိရင်15ပတ်20ပတ်လောက်ဆိုလောက်တယ်ဗျပတ်စံဝင်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာပို့ထည့်လိုက်တဲ့အမောင်ပေါ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံးရေစဖြန်းမယ်ဗျရေဖြန်းမယ်ဆိုတော့ကျွန်တော်ဒီ flow လေးကိုကျွန်တော်နှိမ့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ရေလာပြီပေါ့နော်ဒါရေ spray ပေါ့ဒါအခုကျွန်တော်ပထမအချိန်ရေစပြလိုက်ပြီပေါ့နော်ကျွန်တော်ဆက်ပြမလိုက်ခင်ဆိုတော့ကျွန်တော်ဘယ်လောက်ကုန်သွားလဲဆိုတော့ကျွန်တော်3ဘတ်ကုန်သွားပြီဗျအခု18ဘတ်ကျန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြထပ်ပြန်ပါမယ်ဗျဆက်ပြတော့ကျွန်တော်ဒီ sheet foam ဆိုတဲ့နေရာယူပါမယ်နော်ဆိုတော့ကျွန်တော်ရေသုံးပြီးသွားရင်ကျွန်တော်တို့ဒီ sheet foam အတွက်ကျွန်တော်အစိမ်းရောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်ဗျကျွန်တော်ဒီ function တစ်ခုကိုသုံးပြီးသွားလို့ရှိရင်နောက် function ပြောင်းကျင်တယ်ဆိုလို့ရှိရင်အဲ့ကိုသုံးလာတဲ့ function တစ်ချက်ပြန်နှိပ်နေဒါမှမဟုတ်လို့ရှိရင်နောက် function ကိုနှစ်ခါနှိပ်ပေးရမယ်ဗျဒါကျွန်တော်ဒီဆက်ပြရေးပေါ့နော်ဆက်ပြတော့အများကြီးချမ်းစရာမလိုဘူးဗျနန်းနန်းချမ်းအဆင်ပြေဗျဆိုတော့ဆက်ပြတော့လောက်ပြီးတော့ပေးလိုက်ပါမယ်သူဆက်ပြဖျန်းပြီးတော့ဒါစပြီးတော့တိုက်ချွတ်စေးကြော်ရေးလောက်ပါတော့ဗျဆက်ပြတိုက်ပြီးတော့ကျွန်တော်လက်ကိုကျွန်တော်ရေနည်းနည်းပြန်ဆေးပါဗျဆိုတော့ကျွန်တော်ဒီမှာလက်ဆေးရေထည့်တဲ့အလုပ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်ပါဗျအခုဆိုဆက်ပြမျိုးလည်းဖမ်းပြီးပြီရေလည်းဖမ်းပြီးပြီဆိုတော့ကျွန်တော်ရေပြန်ဆေးချရမယ်ပေါ့နော်ရေပြန်ဆေးချဖို့ကျွန်တော်အခု14ဘတ်ကျန်တယ်ကျွန်တော်20ထည့်တာပေါ့နော်ဆိုတော့ရေဆေးပြီးရင်ဘယ်လောက်ကျန်မလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျ
ပြန်သေးချပြီးပါပြီဗျဆိုတော့ကျွန်တော်ရေးသေးတဲ့ကလောက်ကိုကျွန်တော်ပြန်ပိတ်လိုက်ပါဗျဆိုအခုကျွန်တော် cycle ကိုရေးသေးချပြီးတော့ကျွန်တော်အခုဘယ်လောက်ကျန်လဲဆိုတော့9ပတ်ကျန်တယ်ဗျဆိုတော့ကျွန်တော်ခုနထည့်လိုက်တာပတ်20ဆိုတော့အခု9ပတ်ဆိုတော့ကျွန်တော်73ပတ်ပဲကုန်တယ်ဗျကျွန်တော် cycle ကိုရေးသေးတာဆိုတော့ cycle လည်းတန်သွားပြီဗျဆိုတော့ကျွန်တော်တို့ဒီပင်တိုင်းကုန်းမှာရှိတဲ့ရေတို့ဒီပတ်ကြီးမှာရှိတဲ့ရေတို့ဆောက်တော့ကျွန်တော်လေးပြန်မှုတ်ပဲဗျလေးမှုတ်ဖို့တော့ကျွန်တော်ဒီတမ်းမလုံးဆိုတဲ့အားကိုကျွန်တော်ယူပါဗျခလောက်ကတော့ဒီအပြာလေးပေါ့နော်တမ်းမလုံးနေလိုက်ဗျကျွန်တော်လေးမုတ်ပြီးဆိုတော့စက်ထဲမှာ3ဘတ်ကြံသေးရဗျအဲ့3ဘတ်ကကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီအောက်မှာညစ်ပတ်သွားတဲ့စက်ပြားကြီးပေါ့နော်အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့လောင်းချပေးခဲ့ဗျအဲ့လိုတွေလာလို့ရှင်ဒီစက်ပြားမြုပ်ခဲ့တယ်မချော်လဲအောင်ပေါ့ဆိုတော့ကျွန်တော်အားလေးတွေကိုဒီပြန်စိတ်ချပေးခဲ့မယ်ဗျဒါတော့ဒီပြန်ဖြန်းချတဲ့စပရေးပေါ့နော်ကြည့်လက်ပေါ့ဒီကျွန်တော်ဒီကျန်းနေရဆက်ပြမြုပ်တယ်လေရေပြန်ခြေချပြီးဗျဆိုတော့ဒီမှာတော့ကွက်တီပဲကျွန်တော်တောင်းလိုက်တာပတ်20ပေါ့နော်ပုံမှန် cycle တကာဆေးမယ်ဆိုလို့ရှိရင်ဆိုင်ဒီမှာပတ်60လောက်ပေးရတယ်ဗျအခုကွက်ကိုဆေးလိုက်တော့ပတ်20ပဲကုန်ပါတယ်ဗျဆိုတော့ပတ်စံလေးချွေတာရရောက်ပါတယ်ဗျပြီးတော့ကွက်ကိုလည်းဆေးရရဲဆိုတော့ကျွန်တော်စိတ်တိုင်းလည်းကြာပါတယ်ဗျကျွန်တော် cycle တစ်စီးကိုပတ်20လောက်ပေးရတယ်ဆိုတော့ကျွန်တော်ကားတစ်စီးကိုဆိုပတ်60လောက်ဆိုရင်လောက်ပါတယ်ဗျဆိုတော့အပြင်မှာကားတစ်စီးဆေးမယ်ဆိုလို့ရှိရင်ပတ်150လောက်ပေးရပါတယ်ဗျဆိုတော့ပတ်စံချွေတာခြင်းနဲ့ဆိုရင်အခုလိုမျိုး DIY ဆိုင်လေးမှာကိုယ့်အကိုလာဆေးလို့ရပါတယ်ဗျဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျနောက်ပတ်တွေမှာလည်းထိုင်းနိုင်ငံဆိုရင်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Yo's Diaries Facebook page နဲ့ YouTube channel ကို like and share နဲ့ subscribe လုပ်ပေးဖို့အားလုံးဖိတ်ခေါ်အပ်ပါတယ်ဗျအားလုံးပဲ bye bye